ကဘာပေါ်ကဒီမျိုးတွေကလူတွေကတော့အသက်ရှူဖို့တောင်ခဲရင်းနေပါတယ်ဟုတ်ပါတယ်တနေ့ထက်တနေ့နီးပညာတွေတိုးတက်လာတဲ့နီးတူကဘာပေါ်မှာရှိတဲ့မျိုးတွေတဲ့တချို့မျိုးတွေကတော့အသက်ရှူရခက်ခဲလောက်တဲ့အထိအစိတ်ဓာတ်တွေနဲ့ပြည့်နှက်နေပြီပဲဖြစ်ပါတယ်အဲ့လိုမျိုးအသက်ရှူရခက်ခဲလောက်အောင်အစိတ်ငွေ့ရည်နဲ့များပြားနေတဲ့မျိုးတွေကိုတော့ toxicity တွေလို့ခေါ်ပြီးတော့ဒီမျိုးတွေဟာဆိုရင်မျိုးကြီးတွေလည်းဖြစ်ကြသလိုစက်မှုစုံတွေကားတွေစိုက်ပျိုးရေးတွေနဲ့တဘာဝတန်ငွေတွေကြောင့်လေထုညစ်ညမ်းနေကြရပဲဖြစ်ပါတယ်ဒီမျိုးတွေမှာဆိုရင်တော့လေထုညစ်ညမ်းမှုကအဆုတ်နဲ့နှလုံးရောဂါတွေပါဖြစ်စေပြီးတော့အသက်အန္တရာယ်ကိုပါထိခိုက်လာနိုင်တဲ့အထိဆိုးရွားနေတာပဲဖြစ်ပါတယ်ဒီလိုအသက်ရှူဖို့တောင်ခက်ခဲတဲ့နိုင်ငံတွေကဘယ်နိုင်ငံတွေလဲတင်နေတဲ့နိုင်ငံကရော toxicity တွေထဲမှာပါနေလားဆိုတာရယ်ဘာကြောင့်ဒီနိုင်ငံတွေကဒီလို toxicity တွေဖြစ်လာတာလဲဆိုတာရယ်ကိုဒီဗီဒီယိုလေးထဲမှာပြောပြပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်လူအသက်အန္တရာယ်ကိုစိုးရင်ရပြီးတော့ကဘာကြီးကိုပါဖျက်ဆီးနေတဲ့ toxicity တွေကဘယ်နိုင်ငံတွေလဲဆိုတာကိုကြည့်လိုက်ရအောင်နော်လေထုညစ်ညမ်းမှုဆိုတာကတော့ဓာတ်ငွေ့တွေဖုံမှုန့်တွေနဲ့ဓာတုအမှုန့်တွေကြောင့်ဖြစ်တတ်ပြီးတော့လူနဲ့သက်ရှိတွေရဲ့ကျန်းမာရေးကိုအလွန်အမင်းထိခိုက်စေတတ်ပါတယ်အထူးသဖြင့် PM 2.5 နဲ့ PM 10တို့လိုမျိုးအမှုန့်တွေကလူရဲ့အဆုတ်နဲ့အသည်းကိုပိုမိုထိခိုက်စေတတ်ပါတယ်ဒီလိုမျိုးဆိုးရွားတဲ့ဓာတ်ငွေ့တွေပေါ်ပေါက်လာခြင်းရဲ့အကြောင်းရင်းကတော့စက်မှုလုပ်ငန်းတွေကားတွေကထွက်တဲ့မီးခိုးတွေနဲ့အရာဝတ္ထုတွေကိုမီးရှို့လို့ထွက်လာတဲ့မီးခိုးတွေကြောင့်ပဲဖြစ်ပါတယ်ဒါအပြင်ဒီအမှုန်တွေကတဘာဝကိုလည်းထိခိုက်စေတတ်ပြီးတော့အမှုန်တွေကြောင့်မို့လို့မိုးလုံလောက်စွာမရွာသွန်းခြင်းတဲမှုန်များလေထဲမှာပါဝင်လာခြင်းနဲ့ဓာတ်ငွေ့တွေပိုဆူဆီးစေခြင်းစတဲ့ရာသီဥတုထိခိုက်စေတဲ့အချက်တွေကိုလည်းဖြစ်စေပါတယ်ဒီလိုမျိုးအန္တရာယ်များတဲ့အစိတ်အတောက်အများဆုံးမျိုးတွေကဘယ်မျိုးတွေများလဲကဘာပေါ်မှာလူအသိအများဆုံးနဲ့အစိတ်အတောက်အများဆုံးမျိုးတွေကတော့နံပါတ်1 New Delhiအိန္ဒိယနိုင်ငံနယူးဒေလီမြို့မှာတော့လေထုကနေတိုင်း PM 2.5 နဲ့ PM 10အမှုန့်တွေနဲ့ပြည့်နှက်နေပြီးတော့ကမ္ဘာအဆိုးဆုံးလေထုညစ်ညမ်းမှုရှိတဲ့နိုင်ငံပဲဖြစ်ပါတယ်။ဒါကြောင့်ဒေလီမြို့မှာဆိုရင်တော့လူတော်တော်များများကအသက်ရှူရခက်ခဲမှုတွေနဲ့အဆုတ်ရောင်ရောဂါတွေကိုကြုံတွေ့နေရတာပဲဖြစ်ပါတယ်။နယူးဒေလီကလူတော်တော်များများကအပြင်ထွက်ရင် mask တွေတက်ပြီးတော့ထွက်နေကြရတာပဲဖြစ်ပါတယ်။နံပါတ်2ဘေကျင်းပေကျင်းမြို့ဟာဆိုရင်လည်းတရုတ်နိုင်ငံရဲ့စက်မှုလုပ်ငန်းနဲ့နည်းပညာမြို့တော်ဖြစ်ပြီးစက်မှုဖွံ့ဖြိုးတိုးတက်မှုကြောင့်လေထုညစ်ညမ်းမှုတွေဖြစ်နေရတာပဲဖြစ်ပါတယ်။ဒီလိုညစ်ညမ်းမှုတွေကမြို့သူမြို့သားတွေအတွက်တော့ထိခိုက်မှုအကြီးအကျယ်ဖြစ်စေတာပါပဲ။များသောအားဖြင့်အပြင်မှာအလုပ်လုပ်တဲ့အလုပ်သမားတွေနဲ့ကျောင်းသားတွေမှာအဆုတ်နဲ့နှလုံးကျန်းမာရေးမကောင်းတာတွေကိုပိုတွေ့ရပါတယ်။နံပါတ်3 Avasအီရန်နိုင်ငံရဲ့မြို့တစ်မြို့ဖြစ်တဲ့ Avas မြို့ဟာဆိုရင်လည်းကမ္ဘာပေါ်ကလေထုညစ်ညမ်းမှုအများဆုံးမြို့တွေထဲကတစ်ခုဖြစ်ပါတယ်။ဒီမြို့မှာတော့အထူးသဖြင့်တဲမှုန်တွေကြောင့်မလို့အသက်ရှူဖို့အခက်အခဲဖြစ်နေတာပဲဖြစ်ပါတယ်။ဒီမြို့ဟာဆိုရင်အရင်တည်းကမိုးရွာမှုနှုန်းနည်းပါးပြီးပူပြင်းတဲ့ရာသီဥတုကြောင့်တဲမှုန်တွေများနေရတာပဲဖြစ်ပါတယ်။ဒီလိုမျိုးလေထုထဲမှာတည်ရှိနေတဲ့အမှုန်ပမာဏတွေကြောင့်လူအများအပြားမျက်လုံးခြောက်ခြင်းနဲ့အသက်ရှူမဝခြင်းတွေဖြစ်ပေါ်နေကြတာပဲဖြစ်ပါတယ်။နံပါတ်4လာဟိုပါကစ္စတန်နိုင်ငံမှာရှိတဲ့လာဟိုဆိုတဲ့မြို့ကတော့ပင်လယ်ကမ်းရိုးတန်းမရှိတဲ့မြို့တစ်မြို့ဖြစ်ပေမဲ့အလွန်စီကားပြီးတော့လူနေမှုထူထပ်တဲ့မြို့တစ်မြို့လည်းဖြစ်ပါတယ်။ဒီမြို့မှာဆိုရင်လည်းလေထုညစ်ညမ်းမှုဟာလူနေထိုင်မှုတွေကိုပါထိခိုက်နိုင်လောက်အောင်ဖြစ်နေပါပြီ။အထူးသဖြင့်ပစ္စည်းတွေမီးရှို့တာတွေစက်ရုံတွေကနေမီးခိုးမြူထွက်တာတွေကမြင်မာနေပြီးတော့လူနေရဝင်းတွေမှာစီးဆင်းနေတဲ့လေထုကတော့အသက်ရှူမဝတဲ့အဆင့်အထိကိုဆိုးရွားနေရွယ်ဖြစ်ပါတယ်။ဒါကြောင့်ဒီမျိုးကလူတွေမှာလည်းအသက်ရှူလမ်းကြောင်းနဲ့ပတ်သက်တဲ့ယောဂါတွေအဆုတ်နဲ့နှလုံးနဲ့ဆက်ဆက်နေတဲ့ယောဂါတွေတဖြည်းဖြည်းဖြစ်လာနေကြရွယ်ဖြစ်ပါတယ်။ကဲအခုပြောပြသွားတာကတော့ကမ္ဘာပေါ်ကလေထုညစ်ညမ်းမှုအများဆုံးနိုင်ငံတွေနဲ့ဘာကြောင့်ဒီနိုင်ငံတွေမှာလေထုညစ်ညမ်းမှုဖြစ်နေလဲဆိုတာကိုပြောပြပေးသွားတာပဲဖြစ်ပါတယ်။တင်နေထိုင်တဲ့နိုင်ငံမှာရောလေထုညစ်ညမ်းမှုတွေဘယ်လောက်ထိဖြစ်နေပြီလဲ။ကိုတိုင်ကရောလေထုညစ်ညမ်းမှုတွေဖြစ်အောင်လုပ်မိနေပြီလားဆိုတာကိုပြောပြပေးသွားပါအောင်နော်။ကဲဒါဆိုရင်နောက်ထပ်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကိုသိရဖို့အတွက် channel လေးကို like and subscribe လုပ်ခဲ့ဖို့လည်းမမေ့နဲ့နော်။